ဝိဒဝနာဆရာတော်ဘုရားတရားနာကြွလာပါပြီဦးအောင်ကိုကိုဒေါ်တိုင်ဆိုခဦးကျေမောင်မောင်ဒေါ်ဆိုးဆိုးတို့၏ယမဖြစ်သောအမျိုးကောင်းသားယရဏသူတော်ဘာတို့၏ယမဖြစ်သောအမျိုးကောင်းသားယရဏများကိုရှစ်ဖြာပရိက္ခရာဆုံးလင်းစွာဖြင့်အဘွယ်ရှစ်ဖြာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏ဒါရဏတော်အတွင်းတို့တွင်ချင်းချင်းလူဒန်းအပ်သောရှင်ပြုအလူတော်မင်္ဂလာပွဲအကျိုးညဓမ္မတပင်ဖြစ်ပါလေမယံဗန္တိတန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏေနတဟတေသတိလာနိဓမ္မာတိယာမအရှင်ဖယားတပည့်တော်မရောတိတန္တရာဝဆင်းရဲဒုက္ခအပေါင်းမှထွတ်မြောက်ပါရခြင်းအကျိုးမှ၎င်းဘာကြောင့်ဒီတရားကိုဟောခြင်းရတာလဲအားလုံးဟာမိမိတို့ချစ်နှစ်တတ်တဲ့မိဘဆွေမျိုးညီကိုမောင်နှမတွေကိုအိုးကိုအိမ်နေထားခဲ့ပြီးတော့အရတဘာမှာရေးကြွရာမျက်နှုနေတဲ့ပုံကိုယ်တွေဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားဟောထားတဲ့တရားတော်မြတ်တွေတဲကနေအာယုံပြုတ်ကြည့်လိုက်တော့ဒီတရားလေးဟောရရင်တော့အလူတကာမှာရောတရားနာပရိသတ်တွေရောနားထဲမှာဝင်လောက်ပါရဲ့ဆိုတဲ့စိတ်ကူးနဲ့ဒီတရားကိုဟောဖြစ်သွားတယ်အဲ့တော့ပရမဟောမဲ့တရားကအင်္ဂုတ္တရနိကေစတုတ်ကနိပတ်မှာလာတဲ့စက္ကဝဂ္ဂစက္ကတုတ်တံဒါကိုပဲတချို့ဆရာတွေကတော့14ပါးလို့အမည်ပေးကြတယ်အဲ့တော့ပွင့်ပွင့်လင်းလင်းတို့တရားနာပရိသတ်တွေကိုမေးကြည့်ရမယ်ဆိုရင်ဥထုဇဉ်တဘာဝမချမ်းသာခြင်းကြဘူးလားချမ်းသာခြင်းနဲ့စိတ်လဲချမ်းသာခြင်းနဲ့စီးစိမ်ဥစ္စာလဲချမ်းသာခြင်းနဲ့ဟုတ်တယ်နော်ဒါချမ်းသာခြင်းကအပြစ်မဟုတ်ဘူးမတော်လောဘနဲ့မချမ်းသာရင်အပြစ်မဟုတ်ဘူးဟုတ်တယ်နော်အဟောင်းစားလဲမဖြစ်ရအောင်ပစ္စုပန်မှာလည်းပဲချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေနိုင်အောင်ဘုရားက14ပါးဆိုတဲ့တရားနဲ့ဒီကဇာနုကိုဟောတဲ့ဥဋ္ဌာဏတံပဒါလုံးလထကြွဝရိယအာရခတံပဒါအဲ့ဒီအကျိုးအမြတ်လကာကိုစောင့်ရှောက်နိုင်တဲ့အရေးအချင်းနောက်တစ်ခါကလျာဏမိတ်တာကိုကိုကုသိုလ်အရေးဆိုလဲဆွဲခေါ်မဲ့တငယ်ချင်းအကုသိုလ်အရေးဆိုရင်လဲတားမြင့်မဲ့တငယ်ချင်းတမဇီဝိတတံပဒါကိုအိမ်မှာငါလက်ထဲမှာပတ်စံနေရှိတယ်ဟဲ့ဆိုပြီးတလမှာ10သိန်းမြတ်တလကိုသိန်း30လောက်မတုံးပဲမြတပေးတဲ့အဖေအမေဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးကိုပေးစွန့်ကျဲတဲ့တော့တပြည့်လက်အောင်ငယ်သားတွေကိုစွန့်ကျဲလှူဒန်းတဲ့တော့ဘုန်းကြီးယဟန်တန်ဃာကိုလှူဒန်းနိုင်တဲ့ပညာနောက်ဆုံးအဲ့ဒီအင်္ဂါ၄ပါးစီတို့တကာမအားလုံးရဲ့တန်မှာပြည့်စုံပြီဆိုရင်တကာမတွေဖြည့်ထားတဲ့ချမ်းသာခြင်းပါတယ်ဆိုတဲ့တတိဘဝကိုမရောက်နိုင်ဘူးလားဒါကြောင့်အဲ့ဒီနံပါတ်1 14ပါးဆိုတဲ့အင်္ဂါ4ပါးနဲ့နံပါတ်2အင်္ဂါ4ပါးကိုပြည့်စုံမယ်ဆိုရင်
တရားကောင်းစဉ်ကဘာတဲ့တော့အိမ်အပြန်မှတတိဖြစ်ရမယ်တပည့်တော်မတို့သည်တန်တရာဝဆင်းရဲဒုက္ခအပေါင်းမှထွက်မြောက်ပါရခြင်းအကျိုးငှာ၎င်းနိဗ္ဗာန်တို့မျက်မှောက်ပြုပါရခြင်းအကျိုးငှာ၎င်းတပည့်တော်တို့မိသားစုအသက်ရှည်စွာအနာမေရေးရံဘေးကင်းကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငှာ၎င်းအနာမာတအကပ္ပိယဝတ္ထုဟုဆိုအပ်သောဤအလှငွေကိုတဲစုကျေးရွာတောင်ပေါ်မြောက်ကျောင်းတိုက်အတွင်း၌လိုအပ်ရာအတုံးပြုနိုင်ရန်တန်ဃာတော်အားရှိမှန်း၍အရှင်ဘုရားအားလှူဒန်းပါ၏အရှင်ဘုရားကျမ်းပါပါစေချမ်းသာပါစေဘေးပြားလေးဝေကောဟုတ်ပြီတံကတ္တဒေမနိဗ္ဗာနတ္တပစ္စယောဟောတုရပြီနိုင်လေးယနေ့မိမိတို့ပြုတမျှဒါနတိလဘာဝနာကုသိုလ်ဝေစုတွေအမြပြုကြရအောင်ဤသို့ပြုရမြတ်ပုံညကြောင့်ချမ်းမြအေးကြီးဘေးမမြည်ဒီရွှေပြည်ထုတ်ချောက်လမ်းမကောက်ဖဲရောက်ရပါလို့ထိုဘဝကျင်းလဲရလဲဒုက္ခဘေးဒဏ်ယမန်အပေါင်းမကောင်းဟုတမျှမတွေ့ရပဲတပ္ပအိဆာမင်္ဂလာကိုရွယ်ကတာတိုင်းရစေတော်ဤတို့ပြုရမြတ်ပုံညကိုကြီးထမြင်ခေါင်မြင့်မိုးတောင်ဦးမကကျူတာကျေးဇူးအရှင်မွေးမိခင်နှင့်ဖခင်တို့အားရကြပါစေအမြဝေဤမတွေ့နေစဤကာယကိုစောင့်ထားပေတတ်ကိုစောင့်နှလက်မလက်စေရပေဝေငှဤမိတ္တဆွေညာဆရာဓမ္မဘိုးဘွားကအစယမယာစာဒေဝယက္ခအိန္ဒဘုံမာအာဂတနအထုမှတ်၍ဤမြတ်ပုံညကုတလကိုရကြပါစေအမြဝေဤတဗေတတ္တာတတဝါဟုနာနာလောကအနန္တတွင်မပြတ်စင်လာတတဝါဒဘုံကိုဝနှင့်ဝိညာဏထိတိတိရှိခုနှစ်ပါးများစွာလုံးစုံဘုံ31ဖြစ်တမျှဝေနေရအားအမြကုသိုလ်ပေးဝေပါ၏ထိုကုတလဤပုံညကိုအမြရကြသည်ဖြစ်ပါစေတော်ဝတ္တုံတရေဤမြေပန္တုတိလာထုလေတတ္တေအရာ၌
တိပါစေတော်ဤကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဤကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဤကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဒီနေ့ယခုပြုလုပ်လိုက်တော့ကုသိုလ်ဝေစုကြောင့်တာရဏအလှဒါယကကြီးဦးအောင်ကိုတာရဏအလှဒါယကမကြီးဒေါ်တိုက်စိုးနှင့်တကွအလုံးတော်တရားနာပရိသတ်အပေါင်းသူတော်ကောင်းများကာယကဒုက္ခစေတသိကဒုက္ခတို့ဖြင့်သာဝရပြည့်ဝနိုင်ကြပါစေ